Hello ဒီနေ့မှာတော့စားလို့အရန်ကောင်းပြီးအာဟာရလည်းပြည့်တဲ့အကြာစံချက်လေးချက်စားဖြစ်ပါတယ်။အရင်ဆုံးကြက်သားနဲ့ကြွရိုးတွေကိုကျင်းပြားလေးထည့်ပြီးပြုတ်ပေးရပါမယ်။ပြီးရင်တော့ကြက်သွန်ဖြူနဲ့ချင်းကိုနှုတ်ဆင်းပြီးကြက်သွန်နီငေါ့ဦးနဲ့ကြက်ဥတွေကိုလည်းပြင်ဆင်ထားပေးပါ။ကြက်အသားလေးတွေကိုနှွာထားပြီးကျနေရဲမွန်နဲ့ပဲပြားကြောက်လေးကိုလည်းဆေးကြောပြင်ဆင်ထားပါတယ်။ကြက်သွန်ဖြူချင်းနဲ့ကြက်သွန်နီအလုံးလိုက်လေးတွေကိုစနောနဲ့ငရုတ်တီးမုန့်ထည့်ပြီးစီတက်ပေးရပါမယ်။ပြီးရင်တော့နှွာထားတဲ့ကြက်သားနဲ့ကြက်အရိုးတွေပါထည့်ပြီးတခါတည်းလုံးချက်ပေးရပါမယ်။ကျန်ရမုံနဲ့ပဲပြားကြောက်လေးတွေကိုလည်းအရသာဝင်အောင်တခါတည်းထည့်ချက်ပေးပါ။ပြီးရင်တော့စားလေးဖြူပြီးခုနကကြက်ရိုးပြုတ်ရည်လေးပါထည့်ပြီးပပွက်ဆူအောင်တည်ထားပေးပါမယ်။ကြာကြာလေးတွေကိုလည်းအစင်းနဲ့ရေစိမ်ထားပေးပါ။ခုလိုမျိုးတည်ပွက်ပြီးတဲ့အခါမှာတော့အရသာလေးတွေထည့်ပြီးကျန်နေတဲ့ကြက်သွန်ကြီးဦးနဲ့ကြက်ဥတို့ကိုထည့်ပေးရပါမယ်။နောက်ဆုံးမှာတော့ပပွက်ဆူနေတဲ့ဟင်းရည်တွေကိုငါးငတ်ညာရည်လေးတစ်စုံထည့်ပေးခြင်းဖြင့်အရသာကိုပိုပြီးတော့ပြည့်စုံစေပါတယ်။ကျူကတော့စားကန်ဒီမှာကြာစံပတ်လေးအနှဲငယ်ထည့်ပါတယ်။ကြာစံนี่အများကြီးပွက်တက်လာမှအောင်မကြိုက်လို့တခါတည်းအများကြီးမထည့်ထားပါဘူး။အဆုံးမှာတော့ငရုတ်ကောင်းလေးဖြူပေးရင်တော့ပို့ပြီးတော့အနံ့လေးမွေးစေပါတယ်။ခုဆိုရင်တော့မွေးမွေးလေးနဲ့ပြပြနစ်နစ်အရသာအရန်ရှိတဲ့အာဟာရပြည့်အိမ်ချက်ကြာစံလေးရပါပြီရှင်။အိမ်မှာပဲအလွယ်တကူချက်စားတာဖြစ်တဲ့အတွက်ကြောင့်ကိုချိုင်းနှင်းတက်ရာအစာပလာလေးတွေကိုလည်းထည့်ပြီးချက်ပေးနိုင်ပါတယ်ရှင်။